ဒီနေ့မှာတော့ဘာမှမသိတဲ့မုတ်လုပ်ပြမှာပဲဖြစ်ပါတယ်ရှင်။ဘာလို့လဲဆိုတော့သူစီကဒီမုတ်ကိုဘယ်လိုနာမည်ခေါ်လဲဆိုတာသူစီမသိဘူးပေါ့နော်။နာမည်ဘယ်လိုခေါ်တာမသိပေမဲ့သူစီလုံနည်းလေးကိုပြောပြပေးပါမယ်ရှင်။သူစီရဲ့ဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြပါအောင်နော်။ပထမဆုံးတစ်ခုကတော့ကြက်ဥပါကြက်ဥကိုပြုတ်ရပါမယ်ရှင်။ကြက်ဥပြုတ်ပြီးသွားပြီဆိုရင်သူ့ကိုအင်ကြီးချုပ်ပေးလိုက်ပါတော့။အင်ကြီးချုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အာလူကြော်လေးတွေကိုသူစီနှစ်ထုပ်ထည့်လိုက်ပါတယ်ရှင်ဒီနိုင်ငံကအဒီအာလူကြော်ပေါ့နော်အဲ့ဒီအာလူကြော်လေးကိုသူစီနှစ်ထုပ်ခောက်ထည့်လိုက်ပါတယ်ရှင်ကဲအာလူကြော်ကြီးထည့်ပြီးသွားပြီဆိုလို့ရှိရင်အခုသူစီပြထားတဲ့ဘူးလေးပေါ့နော်အဲ့ဒါ cheese ဘူးပေါ့နော်အဲ့ cheese ဘူးကိုကျတော့သူစီ2စွန်း3စွန်းအဲ့လောက်ထည့်လိုက်တယ်ပေါ့နော်ကြော်ကအခုပြထားတဲ့ဟာမှမဟုတ်ဘူးပေါ့နော်ကိုယ်အိမ်မှာရှိတဲ့ဟာအဆင်ပြေတဲ့ဥစ္စာထည့်လို့ရပါတယ်ရှင်ပြီးတော့အချင်းစော့ပေါ့နော်အချင်းစော့ကိုလည်းကိုကြိုက်တဲ့လောက်ပေါ့နော်ကိုအဆင်ပြေတဲ့လောက်လေးထည့်လိုက်ပါရှင်သူစီကတော့နည်းနည်းပဲကြံတော့လို့အကုန်ထည့်လိုက်ပါတယ်ရှင်ပြီးတော့ဒိန်ခဲလေးတစ်ခဲကိုလည်းသူစီပြစ်ထည့်လိုက်ပါတယ်ရှင်အကုန်လုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးနှံ့အောင်နေပေးရပါမယ်ရှင်မှုပေးရမယ်လားအဲ့လိုမျိုးလုပ်လိုက်ပေါ့နော်ပုံထဲမှာပြထားသလိုဆက်တဲ့ထည့်ပြီးဖုံးပါဆိုတော့သူ့ကိုထဲမဲ့ဘန်းလေးကိုပေါ့နော်အရင်ဆုံးစီကိုဆွတ်လိုက်ပါတယ်ရှင်အဲ့လိုမျိုးပေါ့နော်နှံ့အောင်ထည့်ပေးရပါမယ်တုပ်ပေးရပါမယ်ရှင်ဒါကတော့ဂျုံပေါ့နော်ဂျုံမုတ်ကိုရေနဲ့ရောပြီးတော့မုတ်လုပ်တဲ့အချိန်တိုင်းကတ်ဖို့အတွက်သုံးပါမယ်ရှင်အခုလုံးမဲ့မုတ်ကအခုသူစီဒီပြထားတဲ့ဟာလေးပေါ့နော်ဒီပြထားတဲ့မုတ်ရဲ့အပြင်ကတစ်စိတ်ကလေးပါရှင်ဒါကတော့သူစီရဲ့သူစီရဲ့သူ့ရဲ့အထက်ကအသားလေးတွေပေါ့နော်အခုသူစီပြထားတဲ့လိုလေးယူပြီးတော့ခုနကနေထားတဲ့ဥစ္စာလေးတွေကိုထည့်ရပါမယ်ရှင်နေပြီးသွားပြီဆိုလို့ထည့်ပြီးသွားပြီဆိုလို့ရှိရင်အမှဒီလို3ကန်ပုံစံလေးခောက်ရပါမယ်နော်အဲ့လိုမျိုးခောက်ပြီးသွားပြီဆိုရင်ခုနကသူစီတို့ဖြော်ထားတဲ့ဂျုံနဲ့ရီနဲ့ဥစ္စာလေးကိုဘေးကနေပြီးတော့လိုက်တုပ်ပေးလိုက်ပေါ့နော်တုပ်ပြီးသွားပြီဆိုလို့ရှိရင်တေချာလေးကတ်ပြီးတော့ဒီလိုခရင်လေးနဲ့ပေါ့နော်လှအောင်ပေါ့နည်းနည်းအဲ့လိုမျိုးလေးဖိပြီးတော့ပုံလိုက်ဖော်ပေးလိုက်ပါရှင့်ဒီလိုမျိုးလေးရသွားပြီဆိုရင်တော့ခုနကသူစီတုပ်ထားတဲ့ပန်လေးပေါ်မှာတင်ထားလိုက်ပါရှင့်ဒါကတော့သူစီကင်ပြီးတော့တေချာလောက်ပြထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီမုတ်ရဲ့ဘေးကအသားတွေကိုခါကျတော့သူစီမြန်မာနိုင်ငံလုံးမှာလည်းစားရတယ်ပေါ့နော်ကြိုက်တယ်ပေါ့ဒါပေမဲ့ဒီမုတ်ရဲ့နာမည်ကိုသူစီခုထိမသိဘူးပေါ့နော်ဒီမုတ်ရဲ့နာမည်လေးကဘယ်လိုခေါ်လဲဆိုတာသူစီကိုပြောပြပြီးတော့ပါအောင်ရှင်ဂျုံတုတ်တဲ့နေရာမှာကွာအဲ့ဒီဂျုံရဲ့အရည်ကိုတအားကြီးမပြစ်မကျဲလေးဆိုတဲ့အခြေအနေဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြီးရင်အထဲကိုအစာထဲတဲ့ခါကျရင်အများကြီးမထည့်ပဲနဲ့ပုံမှန်လောက်ပဲထည့်ပေါ့နော်ကဲရီကိုကအများကြီးထည့်လိုက်တယ်ဆိုလို့ရှိရင်ဘလောက်ပဲအဲ့ဒီဂျုံနဲ့ကတ်သူကဟိုစက်ထဲရောက်သွားလို့ရှိရင်ပွင့်ထွက်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ပုံမှန်မှာပျော်တဲ့အချိန်လည်းရှိပါတယ်။အဲ့အချိန်ကတော့လို့ကိုလိုလိုက်တဲ့မုတ်ကလေးလှပြီးတော့စားလို့ကောင်းတဲ့အချိန်ဆိုရင်ပျော်တယ်ပေါ့နော်။ကဲနောက်ဆုံးတော့မုတ်ကလေးတွေအကုန်လုံးထည့်ပြီးတော့စီးပြီးသွားပါပြီရှင်။ကဲနောက်ဆုံးအဆင့်အနေနဲ့ကြက်ဥလေးတွေကိုခောက်ပေါ့နော်။ခောက်ပြီးလို့ရှိရင်ဒီလိုမျိုးတစ်ခုချင်းစီရဲ့အပေါ်မှာလိုက်ပြီးတော့တုပ်ပေးရပါမယ်ရှင်။အကုန်လုံးတုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့မုတ်စပြီးဖုတ်လို့ရပါပြီရှင်တခြားသူတွေကတော့ဘယ်နှမိနစ်ဖုတ်လည်းမသိဘူးပေါ့နော်သူစီကအနည်းကပထမဆုံးဆိုတော့သူစီကအောက်ကို9မိနစ်အပေါ်9မိနစ်ပြီးတော့အပေါ်အောက်ကို9မိနစ်ဆိုပြီးအဲ့လိုမျိုးလေးတော့ဖုတ်လိုက်ပါတယ်ရှင်ဖုတ်ပြီးသွားပြီဆိုတော့နောက်ဆုံးဒီလိုမျိုးလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့စားလို့ရပါပြီရှင်တခြားအိမ်တွေတော့ဒီမုတ်ကိုဘယ်ချိန်လောက်စားလဲတော့မသိဘူးပေါ့နော်သူအိမ်ကတော့ပုံမှန်ဆိုတိတ်မလောက်စားဖြစ်ဘူးဒါပေမဲ့နောက်လာရမန်တန်ရောက်တော့မှကွာအဲ့လိုမျိုးဥပုပ်လာကြရင်တော့သူတို့ဒီမုတ်ကိုခဏလောက်စားကြပါတယ်ရှင်နောက်ပြီးတော့ဒီဟာကသူ့နော်အတွင်းနဲ့အသားတွေပေါ့နော်အဲ့လိုပုံစံလေးပါရှင်သူစီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်အဘွားမွတ်